Facebook ကော Gmail အသစ်ပြောင်းနေ Facebook ကိုသုံးနေပေမဲ့ Gmail မပြောင်းတတ်တဲ့မိတ်ဆွေတွေဆိုရင်တော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်လိုက်ပါပြောင်းတဲ့အကြောင်းအရာလေးကိုလည်းမျှဝေပေးပါမယ်မိတ်ဆွေတို့ရဲ့ Facebook အကောင့်ကိုဖုန်းနံပါတ်နဲ့ဖွင့်ထားပြီးတော့ Gmail မချိတ်ရသေးဘူးဆိုရင်တော့အခုပြတဲ့နည်းလမ်းလေးအတိုင်းကိုယ့်ရဲ့ Facebook အကောင့်ကို Gmail လေးနဲ့လိုက်ပြီးတော့ချိတ်ထားလိုက်ပါကိုယ့်ရဲ့ Facebook အကောင့်လော့ကြတဲ့အခါတွေ password မေ့သွားတဲ့အခါတွေမှာဆိုရင်တော့ password ပြောင်းတာတွေလော့ကြလို့ပြန်ဆဲတာတွေမှာနည်းလမ်းတစ်ခုအနေနဲ့အပိုရှိနေမှာဖြစ်ပါတယ်ခင်ဗျာGmail နဲ့ဖွင့်ထားပေမဲ့လည်း Gmail အသစ်ပြောင်းနေတဲ့မိတ်ဆွေတွေအတွက် Gmail မပြောင်းတတ်သေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအစအဆုံးလိုက်ကြည့်လိုက်ပါပထမအဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook အကောင့်ထဲကိုဝင်လိုက်ပါမယ်ဗျာမြင်းချောင်းသုံးခုနေရာကိုနှိပ်မယ် setting လေးကိုထပ်နှိပ်လိုက်မယ်စီးမွေးအကောင့်စင်တာကိုနှိပ်မယ် personal detail ကိုနှိပ်မယ် contact info ကိုနှိပ်လိုက်မယ်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကဖုန်းနံပါတ်နဲ့ဖွင့်ထားတာဆိုရင်တော့ contact info ဆိုတဲ့ဒီနေရာမှာဖုန်းနံပါတ်လေးပဲပေါ်မယ် Gmail နဲ့ဖွင့်ထားတာဆိုရင်တော့ Gmail လေးပဲပေါ်မယ်ကျွန်တော်တို့က Gmail အသစ်ချိတ်ချင်တာဖြစ်တဲ့အတွက်အောက်က email ဆိုတဲ့ဒီကောင်လေးကိုနှိပ်ရမှာဖြစ်ပါတယ်email ကိုနှိပ်လိုက်ပါပြီးသွားရင်တော့ကျွန်တော်တို့ဒီနေရာမှာတော့ under email address ဆိုတာလေးမြင်ရပါမယ်ဒီနေရာလေးမှာကျွန်တော်တို့အသစ်ချိတ်မဲ့ Gmail ကိုထည့်ပေးရမှာဖြစ်ပါတယ်အသစ်ထည့်မဲ့ Gmail က Facebook အကောင့်မှာမသုံးဘူးတဲ့ Gmail ဖြစ်ရမယ်ဗျာအဲ့ဒီ Gmail ကကျွန်တော်တို့ Facebook အကောင့်မဖွင့်ရသေးတဲ့ Gmail ဖြစ်ဖို့လိုအပ်ပါတယ် Okay ဒါဆိုတော့ under email address ဆိုတဲ့နေရာမှာကျွန်တော်တို့ Gmail အသစ်ကိုထည့်လိုက်ပါမယ်ဗျာကျွန်တော်တို့ Gmail အသစ်ကိုထည့်လုပ်ပြီးသွားပြီဆိုတော့အောက်မှာအပြန်အောင်လေးနဲ့ next ကိုနှိပ်လိုက်ပါမယ် Okay ဒါဆိုရင်တော့ဒီလိုမျိုးမြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကိုဖွင့်တော့ဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဆိုရင်တော့ဖုန်းနံပါတ်ထဲကိုကုတ်နံပါတ်ပို့ပေးလိုက်မယ် Gmail နဲ့ဖွင့်ထားတဲ့မိတ်ဆွေတွေဆိုတော့ Gmail ထဲကိုကုတ်နံပါတ်ပို့ပေးလိုက်မယ်အဲ့ဒီကုတ်လေးကိုယူပြီးတော့ဒီကုတ်ဆိုတဲ့နေရာလေးမှာထည့်လိုက်ပါကျွန်တော်တို့ကိုပို့လာတဲ့ကုတ်နံပါတ်လေးကိုထည့်လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အောက်မှာအပြအောင်လေးနဲ့ continue ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးသွားရင်တော့ next ဆိုတဲ့ဒီနေရာလေးကိုနောက်တစ်ချိန်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါ next ကိုထပ်နှိပ်ပေးလိုက်ပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အခုအသစ်ထည့်လိုက်တဲ့ Gmail တွေကိုကုတ်နံပါတ်ပို့ပေးပါလိမ့်မယ်ပို့လာတဲ့ကုတ်နံပါတ်ကိုကိုယ့်ရဲ့ Gmail ထဲမှာသွားယူပြီးတော့ enter confirmation code ဆိုတဲ့ဒီနေရာလေးမှာထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီကုတ်နံပါတ်လေးကိုသွားယူပြီးတော့မိတ်ဆွေတို့ကဒီနေရာမှာထည့်ပေးလိုက်ပါဗျာကုတ်နံပါတ်ကိုထည့်လုပ်ပြီးတော့ရင်တော့ next ဆိုတဲ့ဒီကောင်လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ် next ကိုနှိပ်လိုက်ပါဒီလိုပေါ်ရင်တော့အောက်က close ဆိုတဲ့အပြာရောင်စာလေးကိုနှိပ်လိုက်ပါဒီနေရာမှာအသစ်ထည့်လိုက်တဲ့ Gmail နံပါတ်ကိုမြင်ရပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook အကောင့်ကို Gmail အသစ်ချိတ်လုပ်ပြီးသွားပါပြီ Gmail နဲ့ဖွင့်ထားတဲ့မိတ်ဆွေတွေကတော့ Gmail နှစ်ခုပေါ်မယ် Facebook အကောင့်ကိုဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့မိတ်ဆွေတွေကတော့ဖုန်းနံပါတ်နဲ့ Gmail ပေါ်မယ်ဒါဆိုရင်တော့ကိုယ့်ရဲ့ Facebook အကောင့် Gmail အသစ်ချိတ်လုပ်ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေဗျာ